ကျွန်တော်ကတော့ထုံးစံတိုင်းတင်ဆက်သူအောင်သူပဲဖြစ်ပါတယ်။ဒါကတော့တငယ်ချင်းတယောက်ပေးပို့လာတဲ့ဖြစ်ရမှန်ဇာလန်းလေးကိုပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။စလင်းမြို့နယ်ရဲ့ဝေးလံခေါင်းပါတော်ရွာလေးတရွာမှာမောင်တန်ခဲတယောက်ထိတ်လန့်စရာဖြစ်ရညနေဆောင်နေဝင်မှုချုပ်ကတဖြည်းဖြည်းနဲ့မှောင်လာပြီးလူတွေအတွက်ကတော့အနားယူရမယ်အချိန်ဖြစ်ပေမဲ့ပရလောကသားများအတွက်ကတော့ကျက်စားရအချိန်ဖြစ်တာပေါ့။ရွာရဲ့အနောက်ဘက်ခက်လန်းလန်းရှိအမဲတိုင်တတ်ရုံမှာမောင်တန်ခဲတယောက်အလုတ်ရှုပ်နေခဲ့တယ်။မနေ့10နာရီခန့်မှစပြီးဝက်စိတ်နွားများကိုတက်ဖြတ်ကအသားပေါ်ရတဲ့အလုတ်ကသူ့အတွက်နေစဉ်ဘဝအလုတ်ဖြစ်နေတယ်။တိရစ္ဆာန်တွေရဲ့နောက်ဆုံးထိတ်လန့်တကြားအော်ဟစ်တံများကမောင်တန်ခဲရဲ့စိတ်ကိုထုံတိုင်းစေရန်အတွက်အရက်ပလင်းကသူ့ရဲ့အချစ်ဆုံးအပေါ်ဖြစ်နေခဲ့တယ်။အဲ့နေညနေကမိုးချုပ်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတယ်။မောင်တန်ခဲကအလုတ်သိမ်းပြီးနောက်လက်ဆက်ဆက်ခုတ်ထည်ထားတဲ့အမဲသားတုံးများကိုကျိုးဖြင့်ချီကတွဲလောင်းဆွဲပြီးရွာဘက်သို့ခြေလမ်းမှန်မှန်လျှောက်လာခဲ့တယ်။တစ်ဖက်လက်မှန်ကလည်းအရက်ပလင်းကိုကင်ထားပြီးတတီတီတောက်လာခဲ့တယ်။အမဲသားတွဲတွေကနေတွေးတွေတစ်ဆက်ဆက်ကျနေတယ်။ရွာပြန်လမ်းပေါ်ကသူ့အတွက်အရန်ကြောက်စရာကောင်းတဲ့နေရာတစ်ခုရှိတယ်။ရွာလေလမ်းမဘေးမှာအလွန်နာမည်ကြီးပြီးတရဲတစီအရန်ချောက်တဲ့လက်ပတ်ပင်ကြီးပေါ့။အမောင်ထဲမှာလက်ပတ်ပင်ကြီးကအုံမှန်ပြီးအရန်ကြောက်စရာကောင်းနေတယ်။မောင်တန်ခဲကကြောက်စိတ်ကိုဖျောက်ဖို့အရက်ကိုမော့တောက်လိုက်ပြီးလက်ပံမင်းကြီးရှိတဲ့ဘက်ကိုခက်တွက်တွက်ရှောက်လာခဲ့တယ်လက်ပံမင်းကြီးအောက်ရောက်မှာတော့ရုတ်တရက်ပတ်ဝန်းကျင်တစ်ခုလုံးပို့ပြီးအိတ်ဆက်သွားသလိုခံစားလိုက်ရတယ်မောင်တန်ခဲရဲ့ခြေလမ်းကတုံခနဲ့ရက်တန့်သွားအပေါ်စီးမှစူးရှအိတ်ဆက်တော်အကြည့်တစ်ချက်ကသူ့ကိုစိုက်ကြည့်နေလို့ခံစားလိုက်ရတယ်မော့ကြည့်လိုက်တဲ့အခါမှာတော့လက်ပံမင်းကြီးရဲ့ဂိုင်းပြားတစ်ခုပေါ်မှာအောက်ကိုဇောက်ထိုးတွဲလောင်းဆင်းလာတဲ့တရဲမကြီးကဖားလျားကျနေတဲ့သပင်ရှည်ကြီးကြားထဲကနေညီရဲနေတဲ့မျက်လုံးစုံကသူ့ကိုစိုက်ကြည့်နေတာပေါ့တရဲမရဲ့ပါဇက်တစ်ခုလုံးမှာတွေးစိမ့်တွေပေးချင်နေပြီးတွားဖြီးပြီးပြုံးပြနေတယ်တရဲမကြီးကဇောက်ထိုးအနေထားကနေအောက်ကိုဆင်းလာပြီးမောင်တန်ခဲရဲ့ပခုံးပေါ်ကအမဲသားတွဲကြီးကိုရုတ်တရက်လှမ်းဆွဲလိုက်တယ်အိဆက်ဆက်လက်ချောင်းများကမောင်တန်ခဲရဲ့လေပင်ကိုပုတ်တိုက်မိသွားတဲ့အချိန်တွင်မောင်တန်ခဲတယောက်တွေးပြက်မတတ်လန့်ဖြန့်သွားပြီးမဲသားတွဲကိုပြစ်ချကရွာဘက်တို့တစ်ချိန်ထူးပြေးလာခဲ့တယ်တရဲမရဲ့ကြတိမွင်းချင်းထားစရာရည်တန်ကြီးကသူ့ရဲ့နောက်ကျောဘက်မှာထက်ကြက်မကွာလိုက်ပါသလိုခံစားနေရတယ်အိမ်ဝင်းထဲတို့ရောက်မှာတော့မောင်တန်ခဲရဲ့မျက်လုံးကပြာဝေသွားပြီးအိမ်ရှိကကုတ်ပြေပေါ်တတိလေးမိမျောသွားကလဲကျသွားခဲ့တယ်နောက်နေ့မနေ့မိုးလင်းတဲ့အခါနေအောင်ကြီးလင်းတန်းများကမျက်နှာပေါ်မှာကျလာမှမောင်တန်ခဲတယောက်ညကအဖြစ်ပြက်များကိုပြန်လဲမြင်အောင်လာပြီးအထိတ်တလန့်ဖြစ်အော်ဟစ်ကလှမ်းနိုးလာခဲ့တယ်မောင်တန်ခဲတကူလုံးလဲချွေးသေးတွေပြန်နေတာပေါ့မောင်တန်ခဲရဲ့အော်ရန်ကြောင့်ဖခင်ဖြစ်သူဦးဖိုးကြကအပြေးလွှာလာရောက်ကဦးဖိုးကြကအရက်မောင်းကောင်းကောင်းခွန်အားဗလာပြေးဖြိုးပြီးမိတိအရာကိုမှအကြောက်အလန့်မရှိတော့ရွာရဲ့လူမိုက်တအုပ်ဖြစ်နေတယ်ဟဲ့ကောင်တန်ခဲမင်းညကဘာဖြစ်လာတာလဲမျက်နာကလည်းဖြူပြော့နေတာပဲလို့ဦးဖိုးကြကမေးလိုက်တယ်မောင်တန်ခဲကတုံရင်နေတဲ့အတန်နဲ့အဖေမင်းညကကျွန်တော်အပြန်လန်းကလက်ပံပင်ကြီးပေါ်ကတရဲမမျက်လုံးနေပါးစပ်မှာတွေးတွေနဲ့တရဲမကြီးကျွန်တော်ရဲ့မဲသားတွဲကိုလူယူသွားတယ်အဖေရကျွန်တော်တင်မလို့တောင်ဖြစ်သွားတယ်ပြောလိုက်တယ်အဲစကားကိုကြားရတဲ့အခါဦးဖိုးကြရဲ့မျက်လုံးကဒေါသကြောင့်ပြူးကျဲသွားတယ်တားဖြစ်သူကို6လန့်ယုံတင်မကအမဲသားများကိုပါလူယူသွားတယ်ဆိုတာကြောင့်စိတ်တူသွားတယ်ဘာကွငါသားစီကအမဲသားတွဲကိုလူဆရတဲ့တရဲမငါနဲ့တွေ့မယ်ဦးဖိုးကြကြီးဒေါသတကြီးဖြင့်အိမ်ထောင်ရှိတွေးထားတဲ့ဓမ္မကြီးကိုဆွဲကလက်ပံပင်ရှိရတို့ခတ်တွက်တွက်ထွက်လာခဲ့တယ်။မနက်ခင်းလင်းအောင်အောက်မှာအဲလက်ပံပင်ကြီးကအုံမိုင်းနေစေဖြစ်တယ်။လက်ပံပင်ချေရင်ရောက်တဲ့အခါဦးဖိုးကြကဓာတ်ကိုမြောက်ပြီးအော်ဟိကျိမ်းမောင်းလိုက်တယ်။ဟေးမင်းညကငါသားစီကအမဲသားတုံးလူစားတဲ့တရဲမှနင်တက်တီရှိရင်ဆင်းလာခဲ့စမ်းငါဖိုးကြကွဆင်းလာခဲ့အဲအချိန်မှာတိုက်ခတ်နေတဲ့လေကရုတ်တရက်ရက်တန်သွားတယ်။ပဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပြီးနောက်လက်ပံပင်ရဲ့အထက်ပိုင်းကအမောင်ရိပ်ကျနေတဲ့နေရာကနေတရဲမှကအောက်ကိုထိုးဆင်းလာတယ်တရဲမကြောက်စရာကောင်းတဲ့အတန်ကြီးနဲ့အော်ဟစ်ပြီးဥပိုးကြရဲ့ကိုပေါ်ကိုခုံအုပ်လိုက်တယ်။ဒါပေမဲ့ခွန်အားကြီးမှပြီးအကြောက်လန့်မရှိတဲ့ဥပိုးကြကနောက်ကိုတလန်းဆုပ်ပြီးဓာတ်နဲ့ပြန်ပြီးခုတ်ပိုင်းလိုက်တယ်။တရဲမရဲ့အိတ်ဆက်ဆက်လက်တဲရှည်ကြီးကဥပိုးကြရဲ့ရင်ဘတ်ကိုကုတ်ချစ်မိလိုက်ပေမဲ့ဥပိုးကြကနာကျင်မှုကိုဂီးမဆိုင်ပဲတရဲမရဲ့သပင်များကိုဆွဲကင်ကလုံးထွေးပုတ်တက်လေတော့တယ်။မြေကြီးပေါ်မှာဖုံလုံးကြီးများထကလူနှင့်တရဲတို့ရဲ့ကြောက်မဲ့ဖွယ်ပုတ်တက်တံများကပတ်ဝန်းကျင်ကိုတုံခါစေတယ်တရဲမရဲ့ခွန်အားကလူ3-4ယောက်စာလောက်ရှိနေတော့လဲဒေါသထွက်နေတဲ့ဥပိုးကြရဲ့အားကိုမရှင်းနိုင်ဘူး
အချက်ပေါင်းများစွာလုံးထွေးပြီးတဲ့နောက်မှာဦးဖိုးကြကတရက်မရဲ့လေပင်ကိုဓာတ်နဲ့အားကုန်လွှဲခုတ်လိုက်တယ်။နာကျင်နေတဲ့တရက်မရဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာပြီးနောက်ဦးဖိုးကြဒီသူ့ရဲ့ဓမားကြီးနဲ့တရက်မရဲ့ကိုလုံးကိုပိုက်ဖြတ်ပြီးလက်ပံပင်ရဲ့ပင်စီထဲကိုထိုးဆိုင်လိုက်တယ်။တရက်မရဲ့ရိမ့်မဲကြီးဟာဓာတ်ရွားအောက်ကိုလူးလွန်ကတဖြည်းဖြည်းပျောက်ကွယ်သွားတော့တယ်။ဦးဖိုးကြလည်းမောဟိုက်ပြီးဓာတ်ကိုအဲ့တိုင်ထားခဲ့လိုက်ပြီးအိမ်ကိုပြန်လာခဲ့တာပေါ့အချိန်တော်ကြာပြီးနောက်မှဦးဖိုးကြဒီသူ့ရဲ့ဓာတ်ကိုပြန်လဲနှုတ်ယူဖို့လက်ပတ်မင်းကြီးရှိတဲ့ဘက်ကိုပြန်လာခဲ့တယ်လက်ပတ်မင်းကြီးကအရင်ကလိုအုံမိုင်းမနေတော့ပဲပုံမှန်တစ်ပင်ကြီးတစ်ပင်လိုဖြစ်နေတယ် Thank you so much for watching my videos.